နိုင်ရီအားလုံးကအချိန်ပြခြင်းတူဆိုပေမဲ့ဒီဘက်ခေတ်မှာလူတွေက casual wear တွေထက်ဘာလို့ smart wear ကိုပို့ပြီးတော့ရွေးချယ်နေကြရလဲပြီးတော့မြန်မာငွေ၄သိန်းဝန်းကျင်ပဲပေးရတဲ့ Remy West ကရောနေ့စဉ်ဘဝမှာဘယ်လောက်ထိအထောက်အကူပြုနိုင်မယ်ထင်လဲအားလုံးပဲမင်္ဂလာပါမြန်မာငွေ၄သိန်းဝန်းကျင်ပဲပေးရတဲ့ Remy West လေးကိုစမ်းပြီးတော့ခုံးရဲ့ daily life မှာဘယ်လိုအထောက်အကူပြုနေလဲဘယ်လိုလူရွေးချယ်တယ်လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာတူတူကြည့်ကြည့်လိုက်ရအောင်နော် smart wear တစ်လုံးမှာထူလဲမထူရဘူး compass လည်းဖြစ်ရမယ်အကျန်းလည်းခံရမယ်ဈေးလည်းအများကြီးမသုံးချင်တဲ့သူတွေအတွက်ဒီ Remy West လေးကအဖြစ်တစ်ခုဖြစ်နိုင်တယ်နော်ဒီကားရဲ့ body က 9.9 mm အထူပဲရှိပြီးတော့ premium aluminum alloy frame ကိုသုံးထားတာဆိုတော့တော်တော်လေးပေါ်ပြီးတော့ compact ဖြစ်တယ်သူရဲ့ screen size က 2.07 inches ကိုမှ 60Hz AMOLED display နဲ့ဆိုတော့ screen resolution ပိုင်းမှာလည်းမဆိုးဘူး2000 nit ထိ pitch bright နဲ့ရတာမို့တော့အလင်းများတဲ့ outdoor နေရာတွေမှာတော့ AC ကြည့်လို့ရတယ်အရန် eyesight ပြီးကြည့်နေစရာမလိုပြီးတော့ always on display လေးလည်းပါသေးတယ်ဒီ Remy West မှာဆိုရင် battery က 550 mAh တောင်ပါတယ်ကိုကအရန်ကြီးမသုံးဘူးအချိန်ကြီးလောက်ပဲသုံးမယ်ဆိုရင်24ရက်အထိသုံးလို့ရပြီးတော့ပုံမှန်ဖုန်းပြောမယ် note တွေ message တွေပါသုံးမယ် face နဲ့ by နည်းနည်းပါးပါးသုံးမယ်ဆိုရင်တော့12ရက်အထိအသုံးခံတယ်အဲ့လိုမှမဟုတ်ဘူးကိုက always on display ကိုအမြဲဖွင့်ထားမယ် face နဲ့ future တွေနဲ့ share သုံးမယ်ဆိုရင်တော့9ရက်ဝန်းကျင်ပဲအသုံးခံနိုင်မယ်သူ့မှာဆိုရင် heart rate တွက်တာတို့ oxygen level တွက်တာနဲ့ stress level တွက်တာအပြင်အားကစား function ပေါင်း150ကျော်ထိပါတယ်အဓိကစပိန်သမားတွေအပြေးသမားတွေတော်တော်လေးအရေးပါပြီးအသုံးဝင်တဲ့ VO2 max တို့ကိုယ့်ရဲ့လမ်းကြောင်းတွေကို track လုပ်ပေးပြီးတော့တိတိကျကျ record လုပ်ပေးရဲ့ GNSS တို့ calorie burner ကိုတွက်ပေးရဲ့ future တွေပါပါတယ်ဒီ Remy West မှာဆိုရင် Xiaomi ရဲ့ HyperOS 3ကိုသုံးပြီးထားပြီးတော့ Android နဲ့ရော iOS နဲ့ပါရှိတ်ဆက်ပြီးအသုံးပြုလို့ရပါတယ်နောက်ပြီးတော့ကိုယ့်အိမ်မှာ smart home device တွေရှိရင်အဲ့ device တွေနဲ့ပါရှိတ်ပြီးတော့ဒီနာရီကနေ control လို့ရသေးတာဆိုတော့တော်တော်လေးအထားကျပြီးတော့မိုက်တယ်Mi Fitness app နဲ့ရှိတ်ပြီးတော့ web page ပုံစံမျိုးကိုပါစိတ်ကြရွေးချယ်ပြောင်းသုံးလို့ရအောင်ပါသူ့မှာဆိုရင် black blue gray ဆိုပြီးတော့ရွေးချယ်စရာအယောင်3မျိုးထိရှိပါတယ်ဆိုတော့မိတ်ဆွေတို့ကဘယ်လိုမြင်မိလဲ၄သိန်းဝန်းကျင်ပဲရှိရဲ့ Remy West ကတကယ်ရောနေ့စဉ်ဘဝမှာအသုံးတက်မယ်လို့ထင်လားဒီဈေးနဲ့ဆိုရင်ရော smart watch မဝယ်ဘဲနဲ့ casual watch ကောင်းကောင်းတစ်လုံးကိုဝယ်ပြီးတော့ဝယ်ပတ်မလားဆိုတာကိုအောက်က comment လေးထဲမှာဝယ်အောင်ဆွေးနွေးပေးသွားကြပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်